manifestation နဲ့သက်ဆိုင်တဲ့ show ဝဲရှဲစီရှက်နံပါတ်1သင်ဦးနှောင်းကဘေးအရာဟာအစစ်အမှန်လေးဆိုတာကိုမခွေရှာတတ်ပါဘူးသင်ဦးနှောင်းဟာထက်ကတလေးလေးပြောဆိုနေတဲ့အရာတွေကိုပဲယုံကြည်ပါတယ်ငါမှပိတ်ဆယ်မရှိတော့ဘူးလူကောင်းဆိုတာမရှိဘူးတော့သင်ခဏခဏပြောနေပြီဆိုရင်သင်ဦးနှောင်းကဒါကိုအမှန်လို့မှဲ့ယူပြီးရင်လက်တွေ့ဘဝမှာလေဒီအတိုင်းပဲဖြစ်လာအောင်သက်သေပြပါလိမ့်မယ်နံပါတ်2အတွေးတွေထဲစိတ်ခံစားချက်ကပိုအရေးကြီးပါတယ်သင်ခန္ဓာကိုယ်ကအချက်ပြစနစ်ဖြစ်ပြီးရင်သင်ရဲ့စိတ်ခံစားမှုကတော့အတိပြုချက်ဖြစ်ပါတယ်သင်ဟာလိုရှင်တဲ့အရာတွေကိုရလာတာမျိုးမဟုတ်ပဲသင်အတွက်ပုံမှန်လို့ခံစားရတဲ့အရာတွေကိုပဲသင်ဆွေးဆောင်နိုင်တာဖြစ်ပါတယ်ဥပမာအချစ်ဆိုတာမလုံခြုံဘူးလို့သင်ခံစားနေပြီဆိုရင်စိတ်ပိန်းဆိုင်ရာအရာအဆင်မပြေတဲ့သူတွေကိုပဲသင်ဟာထက်ခါတလေးလေးဆွေးဆောင်နေပါလိမ့်မယ်နံပါတ်3မသိစိတ်ကသင်ဘဝရဲ့95%ကိုထိန်းချုပ်ထားပါတယ်သင်ရဲ့မသိစိတ်ထဲမှာမပြည့်စုံမှုဆိုတဲ့ program တွေရေးဆွဲထားမိခဲ့ရင်တော့ယုတ်တိဗေဒလို့ခေါ်တဲ့ logic နဲ့ပြုပြင်ရတာခက်ပါလိမ့်မယ်ဒါကိုထက်ခါပြုလို့ရှင်းတဲ့ပြင်းထန်တဲ့စိတ်ခံစားမှုတွေပေါင်းစပ်ပြီးမှသာသင်ရဲ့ဦးနှောင်းကိုပြန်လည်ပြုပြင်တော့ရမှာဖြစ်ပါတယ်ဥပမာငွေကြေးခက်ခဲတာကိုမြင်ရပြီးကြည်ပြင်းလာရင်ဒါဟာပုံမှန်ပြီးတော့မသိစိတ်ကမှဲ့ယူထားတဲ့ပါတယ်ဒါကိုရက်တန်းပြီး program အသစ်ပြန်သွင်းဖို့တော့လိုပါတယ်နံပါတ်4 nervous system လို့ခေါ်တဲ့အာယုံကြောစနစ်ကဆွေးငင်အားကိုဆုံးဖြတ်ပေးပါတယ်သင်ဟာအမြဲတမ်းစိတ်ဖိစီးပြီးရုန်းကန်နေရတဲ့အခြေအနေမှာပဲရှိနေပြီဆိုရင်ရုန်းကန်ရမှုကိုပဲထည့်ပြီးဆွေးဆောင်မိပါလိမ့်မယ်ချမ်းသာကြွယ်ဝမှုကိုဆွေးဆောင်နိုင်မှာမဟုတ်ပါဘူးသင်လိုရှင်တဲ့အရာနဲ့ပတ်သက်ပြီးသင်ရဲ့အာယုံကြောစနစ်ကတည်ငြိမ်အေးချမ်းနေပြီဆိုမှအဲ့ဒီအရာကသင်စီကိုရောက်လာမှာဖြစ်ပါတယ်နံပါတ်5မြည်သူမြည်ဝါဖြစ်ခြင်းဆိုတဲ့ identity ကပဲအစစ်အမှန်ဆွေးဆောင်မှုသင်လိုက်ပဲဖြစ်ပါတယ်manifestation ဆိုတာတခုခုကိုရယူခြင်းမဟုတ်ပေအဲ့ဒီအရာနဲ့ထိတ်တဲ့သူတယောက်အဖြစ်ပြောင်းလဲလာခြင်းပဲဖြစ်ပါတယ်ငါလိုရှင်တာတွေအကုန်ရပြီးသားဆိုရင်ငါကဘလို့လူမျိုးဖြစ်နေမလဲလို့မိမိကိုယ်ကိုမေးကြည့်ပါမိမိကိုယ်ကိုအချစ်မခံရတဲ့သူလို့မြင်နေတဲ့၍အဲ့ဒီလိုအခြေအနေမျိုးကိုပဲထက်ခါကြုံနေရပါလိမ့်မယ်နံပါတ်6သင်ရဲ့စိတ်ကူးရင်ရှင်ကနေပြီးတော့သင်ရဲ့ဥနှောက်ဟာသင်ယူနေပါတယ်ဒါကြောင့် visualization လို့ခေါ်တဲ့စိတ်ကူးရင်ပုံဖော်မြင်ရောက်မှုကအရေးကြီးပါတယ်စိတ်ကူးရင်ပုံဖော်မြင်ရောက်မှုကိုပြုလုပ်လို့မရဘူးဆိုရင်တခြားအာယုံ၅ပါးကိုအသုံးပြုပါသင်ရဲ့စိတ်ကသင်အနာဂတ်ကိုကြိုတင်လေ့ကျင့်နေတာဖြစ်ပါတယ်ကြာရှုံးမှုကိုအမြင့်နဲ့ပုံဖော်နေပြီဆိုရင်ဥနှောက်ကအဲ့ဒီအတိုင်းပဲဖြစ်အောင်ပြင်ဆင်ပေးပါလိမ့်မယ်နံပါတ်9ရေရှည်လှုပ်ဆောင်မှုကစိတ်ဆန္ဒပြင်းပြမှုထက်ပိုအရေးကြီးပါတယ်affirmation ဆိုတဲ့အတည်ပြုစကားလုံးတစ်ခွန်းတည်းနဲ့နှစ်ပေါင်းမြောက်များစွာဆွေးမြေ့လာတဲ့အကျင့်တွေကိုပြောင်းလဲဖို့မလွယ်ကူပါဘူး။ဒါပေမဲ့နေ့စဉ်နေတဲ့အပြောင်းကလေးတွေပြုလုပ်ခြင်းကတော့ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။ပိတ်ဆက်မရှိတော့စိုးရိမ်နေရတဲ့အချိန်မှာငွေအကြောင်းကိုအာယုံစိမ့်မိတာမျိုးကတော့စိတ်ဖိစီးမှုကိုပဲပုံစံခွဲတစ်ခုအနေနဲ့ဖြစ်သွားစေပါလိမ့်မယ်။နံပါတ်8တန်တရားစိတ်က manifestation ဖြစ်အောင်မတားဆီးနိုင်ပေမဲ့ကြောက်စိတ်ကတော့အဲ့ဒီ manifestation ကိုတားဆီးပေးနိုင်ပါတယ်ဆိုလိုတာကတန်တရားစိတ်ရှိနေရင်းနဲ့လေအောင်မြင်အောင်ပြုလုပ်လို့ရပါတယ်ဒါပေမဲ့ကြောက်စိတ်ကတော့သင်ကိုပုံစံဟောင်းထဲမှာပဲပိတ်မိနေစေမှာဖြစ်ပါတယ်ဥပမာသင်ဟာစွန့်ပစ်ခံရမှာကိုကြောက်နေရင်သင်ကိုယ်တိုင်ကလူတွေကိုမသိစိတ်ကနေပြီးရင်တွန်းထုတ်နေမိပါလိမ့်မယ်နံပါတ်9လှုပ်ဆောင်ချက် action ဆိုတာလိုအပ်ပေမဲ့ကိုင်းညီတဲ့လှုပ်ဆောင်ချက်ပဲဖြစ်ရပါမယ်။ဒါကြောင့်ဘာကိုမှအတင်းအကျပ်မလုပ်ပါနဲ့မှန်ကန်တဲ့လှုပ်ဆောင်ချက်ဆိုတာသဘာဝကျနဲ့ထင်ရှားနေတဲ့ပြီးရင်ပင်ပန်းနွမ်းနေမှုကိုမပေးပါဘူး။ဒါကြောင့် action ဆိုတဲ့လှုပ်ဆောင်မှုပြုလုပ်တော့မယ်ဆိုရင်ကိုလိုရှင်တဲ့ဘာရှင်အသစ်ကဘလို့ပုံစံမျိုးလဲအဲ့ဒီလိုဘာရှင်အသစ်ကနေပြီးရင်လှုပ်ဆောင်တဲ့အခါအရာရာကပုံမရှင်းသွားပါလိမ့်မယ်။လောဘတွေကြီးပြီးရင်အသေးအသင်စ조사ပြီးပြုလုပ်နေရင်တော့အဲ့ဒီရလဲကငကိုပုံစံအတိုင်းပဲဆက်လက်တည်ရှိနေမှာပဲဖြစ်ပါတယ်။နံပါတ်10သင်ရဲ့ပတ်ဝန်းကျင်ကသင်ရဲ့ယုံကြည်ချက်တွေကိုပံ့ပိုးပေးပါတယ်
ဥပမာသင်ရဲ့ဖုံးထေးကသင်အကြည့်များနေတဲ့အရာတွေပြီးရင်သင်အခန်းသင်အနေနဲ့နေ့စဉ်လုံးရိုးလုံးစဉ်တွေအားလုံးကသင်ကို program ပြန်လေသွင်းနေတာဖြစ်ပါတယ်။သင်ရဲ့ပတ်ဝန်းကျင်ကရှုပ်ပွားပြီးရင်မပြည့်စုံမှုတွေကိုပြနေပြီဆိုရင်သင်ရဲ့အာယုံကြိုးစနစ်ကအဲ့ဒီနေရာမှာပဲရက်တဲ့နေမှာဖြစ်ပါတယ်။ဒါကြောင့်သင်ဟာပတ်ဝန်းကျင်အသစ်ကိုပြန်လေပုံဖော်ဖို့တော့လိုအပ်ပါတယ်။